single လား RS လား single အခုချိန်ဒီကြီးသားမနေရောက်ထားပြီ နှစ်ယောက် အဲ့လိုဗဒရက်ရှိကပြောရတာတကယ်3ယောက်ပါအလဲ ဘယ်မှုတွေထဲမှာကြီးစားတဲ့တဲ့အကြဆုံးဘယ်လောက်ထားဘူးလဲ ငါနဲ့ ချစ်ချင်းကတော့အရင်ကတော့တကယ်ချစ်ခဲ့ဆိုရင်နေခုံတာပေါ့ဗျာရင်ခုံပြီးတော့ချစ်တာကတော့မိတ်ရသလားအမြဲတမ်းအမှတ်တရဖြစ်တယ်ဒီမူးလေးနဲ့လေးရရင်တော့မှရင်ပြန်ခုံတယ်တက်တဲ့ဆန်တဲ့အမှတ်တရလေးကြုံရင်ပြန်ခုံရတာဒါရင်ခုံပြီးတော့ချစ်တဲ့အချစ်ပေါ့အဲ့ဒါကတော့တတတာဖြစ်တာပေါ့နော် ဟုတ်ပါဘူးခင်ဗျားတမလေးပါဖြစ်ပါပဲခွင့်တော်တယ်လို့သမီးမကြိုက်ပဲဖိတ်လာကြိုက်နေတာမသိဘူး နောက်ဆုံးချစ်ကကြာပြီဗျကယ်မီ9စုလောက်ပါ9စုနဲ့6စုကြားမှာကကျွန်တော်3-4နှစ်กว่า6စုနဲ့9စုကြားမှာ18နှစ်กว่าအဲ့တော့အနည်း20လောက်ရှိပြီမင်းသမီးကမဟုတ်ပါဘူးဗျအပြင်ကပါသောင်းသားဘဝတော့တယောက်ရှိပါတယ်သူဆောင်ပြတဲ့အခါမှာ2ယောက်လောက်ရှိတယ်2ယောက်လောက်ဆိုတော့နည်းနည်း2ယောက်လောက်ရှိတယ်နည်းပူလို့ပူသေးတယ်မိသွားရော